ဒီဖခင်ရဲ့စကားကိုအသက်ရှင်တဲ့စကားကိုယုံကြည်တာကဖခင်ကိုကျင့်တတ်စေတာဖြစ်တယ်ဟာလေလုယာအသက်ရှင်တဲ့စကားဘုဒ္ဓအတွက်ရေးတာလေဒီအသက်ရှင်တဲ့နှုတ်ကပတ်တော်ကဘုဒ္ဓအတွက်ရေးတာလေကျွန်တော်တို့အတွက်ရေးတာလေကျွန်တော်တို့အားလုံးအတွက်ရေးနေတာလူတွေအားလုံးတဲ့လိုအပ်တဲ့လောကကြီးကအမောင်လေလောကကြီးကအမောင်မှာဒီဖခင်ရဲ့နှုတ်ကပတ်တော်မပါဘဲနဲ့ကျွန်တော်တွားလို့မရတဲ့ကြောင့်ဒီလောကကြီးမှာတင်လူဖြစ်လာရင်တင်တွားရမယ်လမ်းဒီ this word the living word ဒါဖြစ်တယ်လို့သူပြောချင်တာဖြစ်တယ် so ဒီ word ကိုယုံကြည်တာကိုအဲ့ဒီ word ပေါ်မှာယုံကြည်ခြင်းကအဲ့ဒီ word ရဲ့ပိုင်ရှင်ဖခင်ကိုကျင့်ရစေခြင်းဖြစ်တယ် hallelujah အဲ့တော့ကြောင့်ဒီနေ့ဟေပြ7:6မှာကျွန်တော်အားလုံးသိပြီးသားဖြစ်တယ်ကြည့်အောင်အင်္ဂလိပ်လိုပဲရှိတယ်အားလုံးဖတ်ကြည့်အောင် and without faith it is impossible to please him for whoever will draw near to God must believe that he exists and that he rewards those who seek him နံပါတ်1က without faith ဆိုတာယုံကြည်ခြင်းမပါဘဲနဲ့ဖခင်စိတ်တော်နဲ့မတွေ့နိုင်အဲ့ဒီယုံကြည်ခြင်းကဘာကိုပြောဆိုတော့ तू ပြောတဲ့သူ့ရဲ့နှုတ်ကပတ်တော်ကိုမယုံကြည်တာအဲ့ तू ပြောတဲ့နှုတ်ကပတ်တော်ကိုယုံကြည်ခြင်းကဖခင်ကိုစိတ်ကျဉ်တတ်စေတယ်နားလည်လားမသိဘူးအာမင်လူတော်များများအဲ့ဒါကြောင့်ကျမ်းစာဖတ်တာအားနေတာကကျွန်တော်မယုံလို့ဖြစ်တယ်မယုံလို့အမှန်တမ်းပြော is very simple မယုံလို့တကယ်တော့လူတွေကလေကိုတကယ်လိုချင်ပြီးဆိုရင်ကိုတကယ်ကြိုက်ပြီးဆိုရင်တကယ်လုပ်တယ်နော်အဲ့ကြောင့်မြန်မာစကားအရင်မှန်တယ်နော်ဗာလဲကြိုက်မရှက်ငိုက်မရှက်တကယ်ကြိုက်ပြီးဆိုမရှက်တော့ဘူးတကယ်လို့ကျွန်တော်ဒီနှုတ်ကပတ်တော်ကိုတကယ်ယုံပြီးဆိုကျွန်တော်ဒါဖတ်ဖို့ကျွန်တော်ပြောစရာမလိုကျွန်တော်ဖတ်မှာဖြစ်တယ်အဲ့လိုဖတ်ပြီးယုံပြီးတော့ဖတ်တာကိုလည်းဖခင်ကိုကျင့်တတ်စေတယ်နားလည်နေမှုဖျားရှင်ကောင်းချီးပေးပါစေအာမင်အဲ့တော့သူကပြောတယ် and without faith it is impossible to please him ဒီနှုတ်ကပတ်တော်ကိုသင်မယုံတာကဖခင်မကျင့်တတ်ဘူးဆိုတော့ဒီနှုတ်ကပတ်တော်ကိုယုံမှ तू ပြောတဲ့စကားကိုသင်ယုံမှဖခင်ကျင့်တတ်တယ်ဟောဒီညမှာသတိထားစရာဘာပြောလဲဆိုတော့ for whoever will draw near to God တဲ့ဖခင်နဲ့နီးတဲ့လူတိုင်းကတဲ့ must believe ဆို must လို့ပြောတော့လောက်ကိုလောက်ရမယ့်အရာဖြစ်တယ်အင်္ဂလိပ်စကားမှာ must ကကျွန်တော်mandatory နဲ့တူတယ်လောက်ကိုလောက်ရတယ် must believe that he exists and that he rewards those who seek him အဲ့ that he exists ကိုကျွန်တော်ရန်သဘောကျတယ်ဖခင်ရဲ့နှုတ်ကပတ်တော်ကိုဖတ်ပြီးတော့ဖခင်ကိုချင်းကပ်တဲ့သူတွေကတဲ့ that he exists ဆိုတာကအဲ့ဖခင်ကဒီနှုတ်ကပတ်တော်ထဲမှာရှိတယ်ဆိုတာကိုယုံရမယ်ကျွန်တော်ဘာကိုပြောချင်လဲဆိုတော့ဒီဖခင်ရဲ့ဒီနှုတ်ကပတ်တော်ထဲမှာဖခင်ရှိတယ်ဆိုတာဖခင်အထဲမှာနေတာကိုပြောတာမဟုတ်ဘဲနဲ့ဒီသူပြောတဲ့ဖခင်ရဲ့နှုတ်ကပတ်တော်မှာသူ့ရဲ့တကိုးတော်ရှိတယ်ဆိုတာကျွန်တော်ယုံဖို့ဖြစ်တယ်ဟာလေလုယာ